မင်္ဂလာပါဒီနေ့ဒီဗီဒီယိုမှာကြတော့ဒီ permutation combination ရဲ့ပုံစံတစ်ပုဒ်ကိုဖတ်မယ်ပြီးလို့ရှိရင်ဒီပုံစံကိုရှင်းလင်းချက်ကိုပြောပြပေးမှာဖြစ်တယ်ပေါ့နော်အဲ့တော့အခုဒီမှာ question မှာဆိုလို့ရှိရင် from a group of 9 different books 4 books are to be selected and then arranged on the shelf how many arrangements are possible ဆိုတော့မေးခွန်းကဘာလဲဆိုလို့ရှိရင်ဒီ 9 different books ရှိတယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်စာအုပ်9အုပ်ရှိတယ်အဲ့ထဲမှာစာအုပ်4အုပ်ကိုရွေးပြီးတော့ 4 books are selected ရွေးပြီးတော့ဘာလုပ်မှာလဲဆိုလို့ရှိရင် on the shelf ဒီစာအုပ်စင်ပေါ်မှာ arrange လုပ်မယ်ပေါ့အစီအစဉ်ဒီစာအုပ်4အုပ်ကိုတင်မယ်ဒါဆိုလို့ရှိရင် how many arrangement are possible ဘယ်လိုမျိုးအစီအစဉ်တွေဒီလိုဘယ်လိုမျိုးအစီအစဉ်တွေဘယ်လောက်အစီအစဉ်မျိုးတွေရနိုင်လဲဥပမာဆိုလို့ရှိရင်ပြောချင်တာကစာအုပ်စင်မှာ4တက်ရှိရဆိုလို့ရှိရင်စာအုပ် A ကိုပထမစင်မှာထားစာအုပ် B ကိုဒုတိယစင်မှာထားစာအုပ် C ကိုတတိယစင်မှာထားစာအုပ် D ကိုစတုတ္ထစင်မှာထားတဲ့အစီအစဉ်တစ်ခုနောက်တစ်ခုကကျတော့ B အောက်ဆုံးမှာထားပြီး A C D စင်နဲ့အစီအစဉ်နောက်ထပ်တစ်ခုအဲ့လိုမျိုးအစီအစဉ်မျိုးဘယ်နှခုရနိုင်လဲဆိုတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ရှေ့ဗီဒီယိုမှာပြောခဲ့တဲ့အတိုင်းပဲဒီလိုပုံစံမျိုးဆိုလို့ရှိရင်အမားတို့ပထမဆုံးလုပ်ရမယ့်အခြေအနေဒီပါလဲဆိုတော့ဒီပုံစံဒီ permutation ပုံစံလား combination ပုံစံလားခွဲရမယ်ပေါ့နော်အဲ့တော့ခွဲပြီးရကြမှာသူတို့ရဲ့သက်ဆိုင်ရာ formula နဲ့အမားတို့ကထည့်ပြီးတော့တွက်မယ်ဆိုတော့ဒီအခြေအနေမှာဆိုလို့ရှိရင် permutation combination အမားတို့ခွဲကြပြီဆိုလို့ရှိရင်အဓိကဒီ order ဆိုတဲ့အစဉ်ကအရေးကြီးလားအရေးမကြီးလားကိုခွဲမယ်ပေါ့နော်အဲ့တော့ဒီမှာစာအုပ်စင်ပေါ်မှာစာအုပ်စီရဲ့ကိစ္စဒီခုနကအမပြောလိုက်ပြီစာအုပ်စင်ပေါ်မှာစာအုပ်စီရဲ့ကိစ္စဒီ A အောက်ထပ်မှာထားမှာလား B ဒုတိယထပ်မှာထားမှာလား C တတိယထပ်မှာထားမှာလား D စတုတ္ထထပ်မှာထားမှာလားဆိုတဲ့အစီအစဉ်ဒီအမတို့ဒီ order အရေးကြီးလာတယ်ပေါ့နော်အဲ့တော့ A B C D ဒီလိုမျိုးဆင်တဲ့အစီအစဉ်နဲ့D B C Aဆင်တဲ့အစီအစဉ်နဲ့အမတို့မတူဘူးပေါ့နော်ဆိုတော့ဒီလိုမျိုးမှာအမတို့ဒီဘာအရေးကြီးလာလဲဆိုလို့ရှိရင် order ဒီအရေးကြီးလာတယ်အဲ့တော့ order အရေးကြီးလာတယ်ဆိုအမတို့ကဒီပုံစံမျိုးကိုအမတို့ကဘယ်လိုပုံစံမျိုးလို့ပြောလို့ရလဲဆိုရင် permutation ပုံစံမျိုးလို့ပြောလို့ရတယ်အဲ့တော့ဟုတ်ပြီအမတို့ permutation ပုံစံဆိုလို့ရှိရင်အမတို့မှာ formula ရှိတယ် formula ကဘာလဲဆိုလို့ရှိရင်NPR equal to n factorial by n minus r factorial ပေါ့ဒီမှာဆိုလို့ရှိရင်အမတို့ကသိရတော့မှာ n ကပါလဲ r ကပါလဲဆိုတော့ဒီမှာဆိုလို့ရှိရင် total ဒီ total စာအုပ်စုစုပေါင်းဒီ9ဆိုတော့အမတို့ဒီ n ဒီ9 r ကဘယ်လောက်လဲ r ဒီရွေးပြီးတော့စီချင်တာဒီ4ဆိုတော့ r ဒီ4ပေါ့နော်အဲ့တော့အမတို့က n9 r4 ကိုအမတို့ကအစားသွင်းပြီးတော့တွက်ကြရမှာဖြစ်တယ်ပေါ့အဲ့တော့အမတို့ explanation အသေးစိတ်ကိုပြောပြမယ်ဆိုလို့ရှိရင်အမတို့မှာ n က9ရှိမယ် r က4ရှိမယ်ဒီပုံစံဒီ permutation ပုံစံဆိုတော့ NPR နဲ့အစားသွင်းမယ်အဲ့တော့သူ့ရဲ့ equation n factorial by n minus r factorial ဖြစ်တယ်ဆိုတော့ကျတော့ n factorial ဆိုတော့9 factorial ပေါ့ n minus r ဆိုတော့9 minus 4 factorial 9 minus 4ဆိုတော့အမတို့5ကျန်ပါတော့5 factorial 9 factorial အမတို့ဒီ factorial ကိုအရင်ဆုံးအကုန်လုံးရှင်းမသွားခင်မှာကြည့်ကြည့်ပေါ့နော်9 factorial ဆိုတာ9 into 8 into 7 into 6 into 5 into 4 into 3 into 2 into 1 okay 5 factorial ဆိုတာ5 into 4 into 3 into 2 into 1ဆိုတော့အမတို့ကဒီတွဲလုံးဒီ5 factorial အတွက်ကိုခြေပလိုက်လို့ရတယ်ပေါ့အဲ့တော့အမတို့မှာကျန်ပါသည်9 into 8 into 7 into 6 into 7 into 6ဆိုတဲ့ဒီကောင်ကျန်မှာပေါ့ဆိုတော့အဖြေဒီဒီကနေပြီးတော့တွက်လို့ရလာမယ်အမတို့ဒီ calculator သုံးပြီးတော့ပဲဖြစ်ဖြစ်အမတို့တွက်လို့ရတယ်ပေါ့နော်အဲ့တော့ကျတော့9 into 8 into 7 into 6ဒီအမတို့ဘယ်လောက်ရမလဲဆိုလို့ရှိရင်3024ဆိုပြီးရတယ်ဆိုတော့အမတို့ဒီစုစုပေါင်းရနိုင်တဲ့ arrangement ဒီ3024 arrangement ရတယ်ပေါ့ဆိုတော့ဒီဟာကဒီလောက်ပါပဲကျေးဇူးတင်ပါတယ်